ကိုဘွားမှာကိုမိသားစုတွေကပဲဖြစ်ဖြစ်မိတ်ဆွေတငယ်ချင်းတယောက်ကပဲဖြစ်ဖြစ်ချစ်ရတဲ့သူတယောက်ကပဲဖြစ်ဖြစ်ကိုနှုတ်ဆက်ထွက်ခွာသွားတဲ့ဝမ်းနည်းဖွယ်ချိန်ကာလတစ်ခုကိုလူတိုင်းဟာကြော်ဖြတ်ပူကြပါတယ်ဒီလိုပြင်းထန်လာတဲ့ဝေဒနာချိန်ကာလကိုလူတိုင်းကိုနီးကိုဟန်နဲ့လွတ်မြောက်အောင်ကြော်ဖြတ်ကြရပါတယ်ဒီဗီဒီယိုလေးကိုတော့ပီကာဆိုရဲ့အပြောင်နှစ်ကာလများဆိုပြီးတော့နာမည်ပေးခြင်းပါတယ်ဒီဆရာကြီးပီကာဆိုကရောဘသူ့ကိုဆုံးရှုံးခဲ့ရလဲသူဘလို့ခက်ခဲကြော်ဖြတ်ခဲ့ရလဲဆိုတာကိုဆက်လက်ကြည့်ရှုလိုက်အောင်ပါအားလုံးပဲမင်္ဂလာပါ89 launch ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေဗီဒီယိုတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe ပြင်ဘဲလေးပါတီးထားဖို့မမေ့ပါနဲ့ဗျတိုးတက်လာတဲ့ခင်းတဲ့အပြိုင်နုပညာဟာလည်းတိုးတက်လာခဲ့ပါတယ်ဒီလိုတိုးတက်လာတဲ့နုပညာမှာဦးဒီကြော်ကြားဆဲနုပညာရှင်တဦးကတော့ပိန်ပကြီးပညာရှင်ပါဘလိုပီကာဆိုပဲဖြစ်ပါတယ်တဘာဝကိုနှစ်သက်တဲ့လူတဦးဖြစ်ပြီးတော့တဘာဝကိုနုပညာနဲ့ဖော်ပြတဲ့နေရာမှာသူမတူအောင်ပြိုင်မကင်းမဲတဲ့သူဖြစ်ခဲ့တဲ့ပီကာဆိုဟာခေတ်သစ်ပကြီးလောကကိုလွှမ်းမိုးနေသေးပါပဲပကြီးလောကမှာပီကာဆိုရဲ့လွှမ်းမိုးမှုအရှိဆုံးလုံးဆောင်ချက်ကတော့ geometry ပုံတွေနဲ့ရေးဆွဲတဲ့ Juvisson ပကြီးရေးနည်းကိုမိတ်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အသက်14နှစ်ကနေစပြီးတော့မှ25နှစ်ကြာအောင်ပကြီးကားပေါင်း2000ကျော်ရေးဆွဲခဲ့တဲ့ပီကာဆိုရဲ့အစောပိုင်းပကြီးသက်တမ်းမှာပုံတွေကပြာရောင်တွေနဲ့အဓိကချဲမုန်းခဲ့တာကိုတွေ့နိုင်ပါတယ်ပီကာဆိုသုံးခဲ့တဲ့အပြာရောင်ဟာပကြီးမှာဝမ်းနဲ့ပူဆွေးခြင်းနဲ့စိတ်သက်ကြခြင်းကိုကိုစားပြုနေပါတယ်ဒါဆိုရင်ပီကာဆိုကဘာလို့ဒီပြာရောင်ကိုသုံးခဲ့တာလဲသူအဲ့ဒီအချိန်မှာဘလို့ဖြစ်နေခဲ့တယ်လဲတစ်ချက်လောက်ကြည့်လိုက်ရအောင်ပါအသက်19နှစ်အရွယ်ပီကာဆိုဟာ1900ပြည့်နှစ်မှာသူ့ရဲ့မွေးဖွားရာဇာတိဖြစ်တဲ့စပိန်နိုင်ငံကနေပြင်သစ်နိုင်ငံကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်သူနဲ့အတူပကြီးဆရာတငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ Fernandez de Soto နဲ့ Casa Hemas တို့လည်းပါလာခဲ့ပါတယ်။သူတို့ရောက်ပြီးမကြာခင်မှာပဲ Casa Hemas ကတော့ဂျာမိန်ဆိုတဲ့အလှမဲ့တူကိုချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ့ဂျာမိန်ကတော့ပြန်မချစ်ခဲ့ပါဘူး။ဒီလိုအချင်းချင်းညှင်းခံလိုက်ရတဲ့နဲ့ပြင်သစ်မှာအောင်မြင်မှုအတွက်ရုန်းကန်နေရတဲ့အချိန်နဲ့တွေ့ပြီးတော့မှ Casa Hemas လည်းစိတ်ကြဝေဒနာခံစားရပါတော့တယ်။ချင်းချင်းဖွင့်ပြောပေမဲ့ညှင်းခံနေရတဲ့အတွက် Casa Hemas အတွက်ပြင်သစ်မှာနေခြင်းစိတ်ကုန်ခန်းသွားပါတော့တယ်။ဒါကြောင့်စပိန်ကိုပြန်တော့မယ်ဆိုပြီး1901 February 19မှာနှုတ်ဆက်ညစာစားပွဲကျင်းပပါတယ်။သူတငယ်ချင်းနဲ့ဂျာမိန်ကိုပါဖိတ်ကြားခဲ့ပေမဲ့အဲ့ဒီချိန်ကပီကာဆိုကစပိန်ပြန်ရောက်နေလို့မဖိတ်ခဲ့ပါဘူး။နောက်ဆုံးတစ်ခေါက်အနေနဲ့ Casa Hemas ကဂျာမိန်ကိုလက်ထပ်ခွင့်တောင်းပေမဲ့ဂျာမိန်ကငြင်းပြန်ပါတယ်။ဒီခါမှာတော့ Casa Hemas ဟာပစ္စတိုကိုဆွဲထုတ်ပြီးတော့ဂျာမိန်ကိုပစ်လိုက်တယ်လို့နောက်ဆုံးကိုခေါင်းမှာတိတ်ပြီးပစ်တက်လိုက်ပါတယ်။ဒီဖြစ်ရမှာဂျာမိန်အသက်ရှင်ခဲ့ပေမဲ့ Casa Hemas ကတော့ကွယ်လွန်သွားခဲ့ပါတယ်။ဒီအကြောင်းကြားကြခြင်းမှာပီကာဆိုတယောက်လုံးဝတုန်လှုပ်သွားခဲ့ရပါတယ်။သူ့ရဲ့တငယ်ချင်းရေခောက်ကြီးတက်တည်သွားတော့တော်လေးဖြည့်ဆဲမရဖြစ်ခဲ့ရတယ်လို့ဒီစိတ်ထိခိုက်မှုကိုဖြေဖျောက်ဖို့အတွက်ချိန်တော်လေးယူခဲ့ရပါတယ်။ပီကာဆိုဟာသူ့ရဲ့စိတ်ဒဏ်ရာကုသနေစေကာလတစ်ခုဖြစ်တဲ့1900ခုနှစ်ကနေ1904ခုနှစ်ကြားမှာပြာရောင်အများပြားသုံးထားတဲ့ပကြီးတွေဆွဲလာပါတယ်။အဲ့ဒီ1901နဲ့1904ကြားကာလကိုပီကာဆိုရဲ့ Blue Period လို့လူများကသိကြပါတယ်။မြန်မာလိုပြန်မယ်ဆိုရင်တော့ပြာရောင်ကာလာများလို့ကျွန်တော်ကတော့ဘာသာပြန်ဆိုချင်ပါတယ်။ Blue Period လို့ခေါ်တဲ့ဒီပြာရောင်နှစ်ကာလတွေမှာပီကာဆိုကအတော်လေးဆင်းရဲခဲ့တဲ့အတွက်တစ်ခါလေးမှာပကြီးဆွဲဖို့ပိတ်စတောင်မဝယ်နိုင်မဲနဲ့ဂက်တူပြားတွေစာရွက်အဟောင်းတွေပေါ်မှာပဲဆွဲခဲ့ရပါတယ်။ပထမဆုံးပုံအနေနဲ့ The Death of Casa Hemas ကိုဆွဲခဲ့ပါတယ်။ဒီပုံမှာ Casa Hemas အလောင်းကိုဖျောင်းနိုင်အလင်းနဲ့ပုံဖော်ထားတာကိုတွေ့ရမှာပါ။မျက်ခုံးသားကတနက်ဒဏ်ရာကိုလည်းတေးသေးချာချာဖော်ပြထားပြီးတော့ဒီပုံမှာပြာရောင်ကိုသုံးလာပါတယ်စပြီးတော့နောက်ထပ်တစ်ပုံမှာတော့ Casa Hemas in his coffin ကိုဆွဲခဲ့ပါတယ်။ဒီပုံကတော့ Casa Hemas ကိုမြေမမြုပ်ခင်အခေါင်းထဲမှာနောက်ဆုံးတွေ့ခဲ့ရတဲ့ပုံအဖြစ်တရုပ်ဖော်ထားပါတယ်။ဖျောင်းနိုင်မီလည်းမရှိတော့သလိုအပြာရောင်ပမာဏလည်းများပြားလာတာကိုတွေ့ရမှာပါဒီနှစ်ပုံဟာ Casa Hemas ကိုလွမ်းဆွတ်တဲ့အနေနဲ့ရေးဆွဲခဲ့တာဖြစ်ပြီးတော့ Blue Period ရဲ့ပထမဆုံးနှစ်ပုံပဲဖြစ်ပါတယ် Blue Period မှာပီကာဆိုဟာပကြီးကားပေါင်း200ကျော်လောက်ရေးဆွဲခဲ့ပြီးတော့ဒီပကြီးတွေကပြာရောင်တွေဟာပီကာဆိုရဲ့စိတ်ခံစားမှုတွေသူကြုံတွေ့နေရတဲ့ဆင်းရဲမှုတွေကနေခံစားရတဲ့အားငယ်မှုတွေကိုထင်ဟပ်စေခဲ့ပါတယ်ဒီပကြီးကား200ကျော်ကမှအထင်ရှားဆုံးပုံသုံးပုံကတော့ဒီ Old Guitarist ဂီတာသမားအဖို့ Ravi ဘဝနဲ့ The Tragedy လွမ်းဆွေးမှုလိုပဲဖြစ်ကြပါတယ်ဒီပုံသုံးပုံကတော့ပီကာဆိုရဲ့အပြောင်မြောက်ဆုံးလက်ရာတွေဖြစ်တယ်လို့အဲ့ထဲကအယောင်ဆက်မှုတွေကို
အခုချိန်ထိလေ့လာနေကြဆဲပဲဖြစ်ပါတယ်ဒီအိုဂီတာရစ်ဟာပီကာဆိုရဲ့ဆင်းရဲမွဲတွေမှုတွေကနေပြီးတော့ထွက်ပေါ်လာတဲ့ပကြီးကားဆိုရင်လည်းမမှားပါဘူးဒီပုံမှာဂီတာတစ်လက်ကိုပင်ပန်းကြီးစွာကင်ထားတဲ့ဆင်းရဲသားအဖိုးကိုရေးဆွဲထားပါတယ်ဖိုးရဲ့မျက်လုံးတွေဟာနှိပ်ထားတာကိုတွေ့ရမှာပါတချို့ကတော့ဖိုးမျက်လုံးတွေဟာကွယ်နေတယ်လို့ကောက်ချက်ချကြပေမဲ့ပင်ပန်းလုံးလိုပဲဖြစ်ဖြစ်ခံစားမှုဗလာဖြစ်နေတာပဲဖြစ်ဖြစ်မျက်စိမိတ်ထားတယ်ဖြစ်နိုင်ပါတယ်နှုံးနှန်းဆုပ်ပြက်နေတဲ့အဝတ်စားတွေကဖိုးဟာလမ်းပေါ်မှာဖျော်ပြပြီးပတ်စံရှာရတယ်ဆိုတာကိုပြောပြနေပါတယ်ဒီပုံမှာအပြာရောင်မဟုတ်တာဆိုလို့ဂီတာတစ်လက်သာပါရှိပါတယ်ဒီတပုံထဲမှာတင်ပီကာဆိုဟာဆင်းရဲမွဲတွေမှုထီးကျန်မှုမျောလင်းချက်မဲ့မှုနဲ့ပုံမင်းရဲရော်မှုတွေကိုပါတခါတည်းဆွဲပြထားနိုင်တာပါဒါပေမဲ့တကယ်အတိတ်ပဲကတော့ပီကာဆိုရဲ့ဘဝနဲ့ဆက်ဆက်နေပါတယ်ဖိုးဟာသမင်းတစ်လုံးအတွက်ဂီတာတီးရတယ်လို့ပီကာဆိုဟာလည်းသမင်းတစ်လုံးအတွက်ပကြီးစည်းဆွဲနေခဲ့ရပါတယ်ဖိုးရဲ့ဂီတာကိုခင်တွယ်မှုကတော့ပီကာဆိုရဲ့ပကြီးစုပ်တံကိုခင်တွယ်မှုထက်ပိုရင်သာပိုမယ်မလျော့ပါဘူးအဲ့လိုအကြောင်းလေးကြောင့်ပဲဒီအိုဂီတာရစ်ဟာဘလူးပီရီယိုအတွင်းအကောင်းဆုံးသောလက်ရာဖြစ်နေတာပါပဲနောက်တစ်ပုံကတော့မြန်မာလိုဘဝလို့အဓိပ္ပာယ်ရတဲ့လာဗီပဲဖြစ်ပါတယ်ဒီပုံကိုကာဇာဟေးမတ်စ်ကွယ်လွန်ပြီး2နှစ်အကြာမှာရေးဆွဲခဲ့တာဖြစ်ပါတယ်ဒီပုံမှာကိုလုံးလီဇုံတဲ့ကလေးပိုက်ထားတဲ့မိခင်တယောက်နောက်ကဇုံတဲ့နဲ့သူတို့အောက်မှာထိုင်းနေတဲ့လူငယ်တယောက်ပါဝင်ပါတယ်ပထမဇုံတွေကတော့ကာဇာဟေးမတ်စ်နဲ့ဂျာမိန်တို့ဖြစ်နိုင်ပြီးတော့ကာဇာဟေးမတ်စ်ချစ်ခဲ့တဲ့ဂျာမိန်နဲ့နှစ်ကိုယ်လူတွဲထားတာကိုရေးဆွဲခဲ့တဲ့ပုံပါပဲဒါပေမဲ့တေးသေးချာချာစူးစိုက်ကြည့်ရင်မိန်းကလေးရဲ့မျက်လုံးကသူမဟာသူ့ရဲ့လက်တွဲပုံလက်လွတ်ချင်တဲ့စိတ်ပြက်နောင်နာရနေတဲ့ခံစားမှုပေါ်လွင်နေပါတယ်ဒီနေရာမှာယောက်ျားလေးရဲ့ဘဲဘက်လက်ညှိုးထိုးတဲ့ပုံကခရစ်တော်ပြန်လဲရှင်တန်လာပြီးတော့မေရိုမယ်ရီကိုသူ့ကိုဆက်လက်မတွေ့တာဘူးပြောခဲ့တာကိုတရုပ်ဖော်ထားတဲ့ပုံနဲ့ဆင်နေပါတယ်ဒါဟာကာဇာဟီမတ်စ်ကသူ့ရဲ့တည်ဆုံမှုမှာဆက်ပြီးခံစားမနေဘူးရည်သားစုဝင်နေတဲ့ပီကာဆိုလိုတငယ်ချင်းတွေကိုလာအတီးပေးတာလို့ကောက်ချက်ချကြပါတယ်ပီကာဆိုဟာသူ့ရဲ့ပကြီးတွေမှာအမေပုံကိုအပြာထည့်ဆွဲသလိုဒီပုံမှာလည်းသူ့မိခင်လို့ယူဆရတဲ့အမျိုးသမီးကြီးကိုရေးဆွဲထားပါတယ်ကလေးအရွယ်ပီကာဆိုဟာသူ့မိခင်ရဲ့ရင်ဝင်ထဲမှာလုံခြုံအေးချမ်းခဲ့ပေမဲ့အခုအရွယ်ရောက်လာတော့ခက်ခဲနေတာကိုဖော်ပြခြင်းတဲ့ပုံပါဒါအပြင်ကာဇာဟီမတ်စ်ရဲ့မူရာအရသူ့ရဲ့တည်ဆုံးမှုကိုဆက်ပြီးတော့မခံစားဖို့ပြောနေတာပါနောက်ကဇုံတွဲနဲ့အောက်ကလူကတော့ဘာလို့ဆိုလိုလဲဆိုတာတေချာမသိပေမဲ့စိတ်ထက်ကျနေတဲ့ပုံစံပေါ်လွင်နေပါတယ်အပေါ်ကဇုံတွဲမှာတယောက်နဲ့တယောက်ဖေးမနိုင်ပေမဲ့အောက်ကလူကတော့တယောက်တည်းခံစားနေရပါတယ်ပီကာဆိုဟာဒီပုံတစ်ပုံထဲမှာတင်ဇုံတွဲမိခင်ထိကျန်မှုလွမ်းဆွေးမှုနဲ့တည်ဆုံးခြင်းတွေကိုပါတခါတည်းဖော်ပြနိုင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ပဲဒီပုံဟာဒီအိုဂီတာရစ်တဲ့ပို့ပြီးတော့ပြည့်စုံတဲ့အကြီးကားလို့တောင်ပြောကြပါသေးတယ်1904 Blue Period ပြီးမှာပီကာဆိုဟာသူ့ရဲ့စိတ်ဝေဒနာခံစားမှုကိုတဖြည်းဖြည်းကျော်လွှားနိုင်ခဲ့ပြီးတော့သူ့ပကြီးကားတွေကပြအောင်ပါဝင်မှုမှာတဖြည်းဖြည်းလျော့နေလာပါတယ်1904ခုနှစ်မှာသူ့ရဲ့လက်တွဲပေါ်ဖြစ်လာမဲ့ပြင်သစ်နုပညာရှင်မာနန်စီအိုလီဗီယာနဲ့တွေ့ဆုံခဲ့ပြီးတော့သူ့ရဲ့ပကြီးကားတွေဟာပန်းရောင်လေမော်ရောင်နဲ့နှင်းစီတို့လိုချစ်ချင်းမြတ်တာကိုကိုစားပြုတဲ့အယောင်တွေအဓိကပါဝင်လာပါတယ်ဒီကာလာပိုင်းခြားဟာ Rose Period လို့လူသိများပါတယ်ချစ်ကအရာရာကိုပြောင်းလဲစေခဲ့ပါတယ်ဒီလိုနဲ့ပဲပီကာဆိုဟာသူ့ရဲ့စိတ်ဓာတ်ကြမှုတွေကိုကျော်လွှားနိုင်ခဲ့ပြီးတော့ကမ္ဘာသမိုင်းတစ်လျှောက်ကြော်ကြားဆုံးနုပညာရှင်တစ်ယောက်ဖြစ်ခုချိန်ထိရပ်တည်နေတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ